မန္တလေးတောင်မှာရောက်နေပါတယ်305လ2026မန္တလေးမြို့လေအော်ဒါလေးပါခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ကစတမာတူးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ305လ2026နေ့လေးမှာတော့မန္တလေးမြို့လေအော်ဒါလေးရလို့အခုပထမဆုံးဦးဆုံးအနေနဲ့မန္တလေးတောင်တော်စီတော်မြေပြန်အောင်ရောက်ရှိနေပါတယ်မန္တလေးတောင်မှာပါဗျခင်ဗျာကုသိုလ်ပြန်ရောက်ရှိပါတယ်ကုသိုလ်ပြန်ပါခင်ဗျာ305လ2026နေ့အော်ဒါလေးနဲ့မန္တလေးမြို့လေအော်ဒါလေးပါကုသိုလ်ပြန်ပါပါကုသိုလ်ပြန်ရောက်ရှိနေတာပါတော့နမ်းမီပုံသာဆန်နန်းတော်ဆန္ဒမှုနေဖျားကြီးဖြစ်ပါတယ်သူလည်းဥတော်တော်ကြောက်စာရည်နဲ့ပါဗျကြောက်စာရည်နဲ့ဖျားကြီးဖြစ်ပါတယ်ဥတော်နဲ့ဆင်တူပါတယ်ဗျဥတော်နဲ့လည်းနီးကက်ကက်ရှိပါတယ်ဗျရွှေနန်းတော်ရှိမှာပါဟာနန်းဆန်ကျော်ရွှေနန်းတော်ကြီးရှိမှာပါဗျဒီနေ့305လ2026နေ့မန္တလေးမြို့လေအော်ဒါနဲ့နန်းတော်ယူရောက်နေပါတယ်မန္တလေးနန်းတော်ပါအားတော့မြနန်းဆန်ကျော်ရွှေနန်းတော်ဖြစ်ပါတယ်ဗျကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်ပြည်ပေါ်မင်းနဲ့ဆိုဘုရားလက်တို့နေခဲ့တဲ့နန်းတော်ဖြစ်ပါတယ်နန်းဆန်ပါကျော်ရွှေနန်းတော်ကျောင်းရွှေနန်းတော်ကြီးပါရွှေနန်းတော်ကြီးဖြစ်ပါတယ်ဗျခုတော့ရောက်ပြီးတော့လာရောက်ပြီးတော့လေးလာလို့ရပြီနော်နန်းနှင်းဖွင့်ပါပြီနန်းနှင်းကိုဝင်လို့ရပါတယ်နော်နန်းလေးကိုတော့လို့ရပါတယ်